ရာသီကုန်မှာအန်ဆလော့သာအဖီကနေထွက်ခွာခဲ့ရင်အသင်းတော်ဇုံနီးပြကဘယ်သူဖြစ်မလဲဂျရက်လာအလုံးဆိုလားအဖီကွင်းကြီးရဲ့နီးပြခုံထဲမှာထိုင်ရဖို့ဆိုတာကရိုးရည်ချင်းရှင်းအောင်လည်းမရပဲလေပေါင်းရဲ့ဝိညာဉ်ကိုပါနားလည်ဖို့လိုအပ်တဲ့စိန်ခေါ်မှုကြီးတစ်ခုပါလေပေါင်းပရိသတ်တွေအတွက်တော့နီးပြအသင်းရှာဝယ်ခြင်းဆိုတာထီထိုးရလိုပါပဲကလော့ရဲ့မွေနှစ်ကိုစက္ကန့်ထားတဲ့အန်ဆလော့သာရာသီကုန်မှာထွက်ခွာခဲ့မယ်ဆိုရင်အိမ်ပြန်လဲကိုရှာဖွေနေတဲ့ဂရဝင်းတစ်ယောက်ရှိနေပါတယ်တယောက်ကတော့အသင်းရဲ့ထာဝရသူရဲကောင်းစတီဗင်ဂျရက်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ဥရောပဘောလုံးကကိုနီးပြအပိုင်းနဲ့အကန်လုံထားတဲ့စာပေလုံးဆိုပါဒီနောက်ထက်ကဘသူကအသင်းတော်ဆောင်ဖြစ်နိုင်မယ်လို့လေဘောင်းပရိသတ်တွေထင်မြင်ယူဆကြပါလေအားလုံးပဲမင်္ဂလာပါခင်ဗျာ FE The Red Zone ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေအခုဆိုရင် Anslot လက်ထက်မှာအသင်းကဒုတိယရာသီမှာပဲပြိုလဲလာတဲ့ရေအောင်တွေကိုတွေ့မြင်နေရပြီဖြစ်ပါတယ်တကယ်လို့ရာသီကုန်မှာသာ slot အနေနဲ့ဖလားတစ်လုံးမှမယူဝေးနိုင်ဘူးဆိုရင်လေဘောင်းအသင်းနဲ့လမ်းခွဲရတဲ့အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်တကယ်လို့ရာသီကုန်မှာအပြောင်းလဲတစ်ခုကိုလုပ်ဖို့အတွက်လိုအပ်လာခဲ့ရင်လေဘောင်းပိုးဖွဲ့အနေနဲ့အမားမခံတဲ့အဆုံးဖြတ်ချက်မျိုးကိုချအောင်ပါပရိသတ်တွေကြားထဲမှာတော့ဂျရက်နဲ့အလွန်ဆိုတဲ့နာမည်ကြီးနှစ်ယောက်ကရေပန်းစားဆုံးပါပဲဒါပေမဲ့ကစားမကောင်းတဲ့နီးပြကောင်းဖြစ်နိုင်မှုဆိုတဲ့စကားရှိသလိုဘီဝါရာကောင်းတဲ့အဖီနဲ့မကိုင်းညီတာမျိုးရှိနိုင်ပါတယ်။လက်ရှိချိန်မှာတော့အလွန်စွာလေပေါင်းနီးပြရာတို့အတွက်အသင်းတော်ဆုံးလူတွေကပြောနေကြပါတယ်။အလွန်စွာလေပေါင်းကူစင်အသင်းကိုဂျာမနီမှာရှုံးပွဲမရှိချန်ပီယံဖြစ်အောင်လုပ်ပြခဲ့ပြီးသူကကမ္ဘာ့စစ်နီးပြတယောက်ဖြစ်ကြောင်းကိုသက်သေပြခဲ့ပြီးပါပြီ။သူရဲ့ကစားရင်ကဘောလုံးပိုင်ဆိုင်မှုကိုအခြေခံပေမဲ့အရန်ကိုမြန်ဆန်ပြီးတိုင်းစစ်အသာပေးတာကြောင့်လေပေါင်းရဲ့ DNA နဲ့ကွက်တိကျနေပါတယ်။အလွန်ဆိုတာကခေတ်သစ်ဘောလုံးလောကရဲ့ data တွေနီးတူကအပြင်ပြောင်းတွေကိုကောင်းကောင်းနားလည်ပါတယ်။ကစားမတွေကိုနေရာစုံမှာသုံးချတက်ပြီးပြဲမဲ့အလိုက်ကစားကွက်ပြောင်းလဲရမှာလည်းအလွန်ပါနေပါတယ်။သူကလေဘာဘူးမှာကစားခဲ့ပြီးအစတန်ဘူးညရဲ့သူရဲကောင်းကြောက်ဖြစ်လို့ပရိသတ်ရဲ့ချစ်ချင်းမြတ်တာကိုလည်းအပြည့်အဝရရှိထားပြီးသားပါ။စတီဗင်ဂျရက်ကတော့လေဘာဘူးအသင်းအတွက်မစ္စတာလေဘာဘူးလို့တော့တင်စားရမယ့်သူပါ။ဂျရက်မှာရှိတဲ့ခေါင်းဆောင်မှုရေးချင်းကဘယ်သူနဲ့မှမတူပါဘူး။အသင်းကစားမတွေပေါ်မှာသူပေးနိုင်တဲ့စိတ်ဓာတ်ခွန်အားကအတိုင်းစားမရှိပါဘူး။ရန်ချာအသင်းမှာစကော့တလန်ချန်ပီယံဖြစ်ခဲ့တာကသူရဲ့နီးပြရေးချင်းကိုအတိမတ်ပြုခဲ့တာပါ။ဂျရက် FE ကွင်းကိုဝင်လာပြီးဆိုတာနဲ့ပရိသတ်ရဲ့အားပေးတဲ့တွေကကွင်းတစ်ခုလုံးတုံ့ဟိသွားစေပါပါ။ဒါကစားမတွေအတွက်ရောပရိသတ်တွေအတွက်ပါကြီးမားတဲ့ကြိုးအားတစ်ခုဖြစ်တာမှာပါ။ဒါပေမဲ့အင်စတိုဗီလာနဲ့ Sorry Club တို့မှာသူ့ရဲ့ခြေစွမ်းကအနေငယ်မတီးမငြိမ်ဖြစ်နေခဲ့တာကြောင့်နေပြည်တော်ပိုင်းမှာလွန်ဆိုလောက်စိမချရသေးဘူးလို့ဝေဖန်သူတွေကဆိုကြပါတယ်။ဘယ်သူကလေဘောင်းအတွက်ပို့ပြီးအနာဂတ်ရှိမလဲ။ကျွန်တော်တို့အနေနဲ့အချက်လက်တွေကိုသုံးသပ်ရရင်ဇာဗီလွန်ဆိုကပို့ပြီးတော့လေးတာနေပါတယ်။ဘာကြောင့်လဲဆိုတော့လေဘောင်းကအခုချိန်မှာစိတ်ဓာတ်တစ်ခုတည်းနဲ့မလုံလောက်တော့ပဲမန်စီးတီးနဲ့အာဆင်နယ်တို့ကိုရှင်ဖို့အတွက်ခင်းမိတဲ့နီးပြွာတွေကိုလိုအပ်နေလို့ပါ။ဂျရက်ကတော့ဒီနေ့မှာလေဘောင်းနီးပြဖြစ်လာမှာအသေးချာပေမဲ့အခုချိန်မှာတော့ဥရောပမြေမှာသူ့ရဲ့နီးပြွာတွေကိုပို့ပြီးတော့သွေးဖို့လိုအပ်နေပါတယ်။အလွန်ဆိုကတော့လက်လောမှာဟော့ဖြစ်နေတဲ့နီးပြဖြစ်သလိုသူ့ရဲ့ကစားကွက်က Anslot ရဲ့စနစ်နဲ့လည်းကတိမကွာတာကြောင့်တင်းသားတွေအတွက်အသားကျဖို့ပို့လွယ်ကူပါလိမ့်မယ်။ကျော်ကမီးတော့သုံးသပ်ရမယ်ဆိုရင်တော့ Anslot သာထွက်ခွာခဲ့ရင်ဇာဗီလွန်ဆိုကအုံနောက်နဲ့ဗီဝါအတွက်အသင်းတော်ဆုံးဖြစ်ပြီးစတီဗင်ဂျရက်ကတော့နှလုံးသားနဲ့ခေါင်းဆောင်မှုအတွက်အကောင်းဆုံးဖြစ်နေမှာပါ။ဒါပေမဲ့ရေရှည်အောင်မြင်မှုအတွက်ဆိုရင်တော့အလွန်ဆိုရဲ့ခင်မိတဲ့ချင်းကပ်ပုံကလေဘောင်းကိုစူပလာတွေစီကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးပါလိမ့်မယ်လို့ယူဆရပါတယ်။ဒီလိုရောက်လာပါစေ FE ရဲ့ UN Never Wrong အလုံးဆိုရဲ့ချင်းတန်တွေကအမြဲတမ်းခြေလောင်နေဦးမှာဖြစ်တယ်လို့လေဘောင်းရဲ့အောင်ပွဲခီးကလည်းဆက်ရှိနေဦးမှာပါ။ဒီကိုတော့ရောဘယ်ကနေဝင်ကိုပို့ပြီးတော့ FE ကွင်းထဲမှာမြင်ချင်ပါသလဲပြောပြခဲ့ကြပါဦး။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။